ဘောက်ခိကတွေကရံဘက်တွေဖြစ်ကြတဲ့ဂလုံနဲ့ငကားတို့ရဲ့တိုက်ပွဲသူတို့ရဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရရှိသွားမှာလဲနှဆိုင်တဲ့သမုဒ္ဒရာရဲ့အောက်ခြေမှာငကားတို့ရဲ့လှုပ်ဝဲကဘာတစ်ခုရှိပါတယ်။ကောင်းငင်ရံကအမြဲချောင်းမြောင်းနေတဲ့ဂလုံတို့ရဲ့ရံကနေလွတ်ဖို့ငကားတွေဟာပရိရဲ့တစ်ခုကိုအမြဲတမ်းအသုံးချခဲ့ကြပါလေ။ဂလုံတွေဆင်းလာတဲ့အခါမချီလို့မရအောင်လေးလံတဲ့ကြောက်ခဲတွေကိုမျိုးချပြီးကိုယ်လေးချိန်ကိုထိန်းထားကြတာပါ။ဒါကြောင့်လေဂလုံတွေဟာအချင်းချင်းကြိုးစားပေမဲ့ငကားတွေကိုဖမ်းမရပဲလက်လျှော့ပြန်ခဲ့ကြရပါတယ်။အဲဒီနဂါးရီထဲမှာပန်ဒရာနဂါမင်းကတော့ထူးခြားပါတယ်။သူဟာတောထဲကတီလာသမားလေးနဲ့ပြည်စုံတဲ့ရေသေးကြီးတစ်ပါးစီကိုနေ့စဉ်သွားရောက်ပြီးတရားနာလေးရှိတယ်။ငင်းချမ်းတဲ့ကျောင်းသင်ခန်းမှာနဂါမင်းဟာသူ့ရဲ့အန်ဒီရီကိုခိတ္တမေးထားပြီးတရားဓမ္မရဲ့အရာသာကိုအေးအေးချမ်းချမ်းခံယူနေခဲ့တာပေါ့။တရားနာကြပြီးတဲ့နောက်မှာသူဟာနဂါအသင်ကိုပြန်လဲပြောင်းပြီးသူ့ရဲ့နဂါတိုင်းပြည်ကိုထွက်ခွာသွားပါပြီ။ဒါပေမဲ့ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့သူကတော့ဂလုံမင်းမှာနဂါတွေကိုဘာလို့ဖမ်းမရတာလဲဆိုတဲ့လှုပ်ဝဲချက်ကိုသိဖို့သူဟာလူရောင်ဖမ်းဆင်းပြီးရသေးကြီးစီမှာလာရောက်ခါသားပါတယ်။ရသေးကြီးရဲ့ယုံကြည်မှုကိုရအောင်အစွမ်းကုန်ပြုစုရအောင်ဆောင်ရင်းနဂါမင်းရဲ့အားနည်းချက်ကိုသိဖို့လှည့်ကွက်ဆင်မာတော့တယ်။ဂလုံမင်းရဲ့တောင်းဆိုမှုကြောင့်ရသေးကြီးကနဂါမင်းကိုမိန့်ခွန်းထုတ်ပါတယ်။အသင်နဂါမင်းဘလုံးတွေအသင်တို့ကိုဘာဖြစ်လို့မဖမ်းနိုင်ရတာလဲတဲ့။နဂါမင်းဟာမိမိအသက်နဲ့ဆိုင်တဲ့လှုပ်ဝက်ချက်ဖြစ်နေတာမို့ပထမတော့ညှင်းဆန်ခဲ့ပေမဲ့ဆရာသမားပေါ်ထားတဲ့အကန့်အသတ်မဲ့ကြီးညိုစိတ်ကြောင့်နောက်ဆုံးမှာတော့သူ့ရဲ့လှုပ်ဝက်ချက်ကိုဖိဟပြောပြလိုက်မိပါတယ်။ကျွန်တော်တို့နဂါရီကြောက်ခဲကိုမျိုးချထားချိန်မှာအမီးကနေမှချီရင်မရပေမဲ့ခေါင်းကနေအရင်ကင်ပြီးအန်အောင်လုပ်ရင်တော့အားနေတော့ကြပါလေ။နဂါမင်းရဲ့စကားကိုချောင်းနာထောင်နေတဲ့တလုံးမင်းဟာအောင်နိုင်သူအပြုံးနဲ့အတူသူ့ရဲ့မူလတလုံးအသင်ကိုပြောင်းလဲပြီးကောင်းငင်ရန်စီကိုတဟုန်သူပြန်တက်သွားပါတော့တယ်။လှုပ်ဝဲချက်ကိုတီးသွားတဲ့ဂလုံးမင်းဟာနဂါမင်းပေါ်လာတာနဲ့ခေါင်းကိုအမိရဆွဲမလိုက်တဲ့အခါယူချထားတဲ့ကြောက်ခဲတွေဟာအချိန်နဲ့ဟန်ထွက်ကုန်ပါတယ်။အားရင်ကုန်ခန်းသွားတဲ့နဂါမင်းဟာဂလုံးမင်းရဲ့ခြေထဲကြားမှာခုခံနိုင်လို့မရှိပဲအားသွားခဲ့ရပါပြီ။ဂလုံးမင်းရဲ့ဗန်းခံထားရတဲ့နဂါမင်းဟာညည်ရည်တွေနဲ့နောင်တရနေပါလေ။ငါရဲ့လှုပ်ဝဲချက်ကိုသစိမ်းကိုပြောပြမိတာငါအမားပဲတဲ့။နဂါမင်းဟာတေးပင်းနဲ့ရင်ဆိုင်နေရချိန်မှာဂလုံးမင်းကိုရန်ညိုးတွေအကြောင်းထက်မိမိရဲ့မိုင်မဲမှုကိုဝန်ခံရင်းအသက်ဘေးကလှုပ်ဖို့နှိမ့်ချသောတောင်းပန်စကားဆိုလိုက်ပါတယ်။နဂါမင်းရဲ့တည်ငြိမ်တဲ့စင်ကြင်ုံတရားနဲ့တနာစပွဲစကားတွေဟာခက်ထန်တဲ့ဂလုံးမင်းရဲ့နှလုံးသားကိုအကြီးပြောစေခဲ့ပါတယ်။မာလို့ရဲ့ချက်ကိုသုံးပြီးမင်းကိုနိုင်ခဲ့တာဟာတရားမျှတတဲ့အောင်နိုင်မှုမဟုတ်ဘူးလို့ဂလုံးမင်းကတွေးမိသွားပါတယ်။သူဟာနဂါမင်းကိုမတတ်တော့ပဲနှစ်ဦးသားရသေးကြီးထံကိုအတူတူပြန်သွားခဲ့ကြပါတယ်။ရသေးကြီးရဲ့ရှေ့မှာတော့ရန်သူတော်ကြီးနှစ်ဦးဟာလက်နဲ့ချနေကြပါပြီ။ရသေးကြီးကရန်ကိုရန်ချင်းတုံနေရင်ရန်ညိုးမပြေနိုင်ဘူး။မေတ္တာထားမှသာအေးချမ်းမယ်လို့ဟောကြားပါတယ်။ရသေးကြီးရဲ့ဆုံးမစကားကြောင့်နဂါးနဲ့ဂလုံတို့ဟာတဦးကိုတစ်ခုဖွင့်လုပ်ခတ်ကြပြီးရာသက်ပံမိတ်ဆွေဖွဲ့ဖို့ကတိပြုလိုက်ကြပါတယ်။အဲဒီနေ့ကစပြီးသမုဒ္ဒရာနဲ့ကောင်းငင်ရန်ကြားမှာသွေးချောင်းစီးတဲ့တိုက်ပွဲတွေမရှိတော့ပါဘူး။နဂါမင်းနဲ့ဂလုံမင်းတို့ဟာအတူတကွပြန်တန်းရင်ကူးခတ်ရင်အေးချမ်းစွာနေထိုင်သွားကြပါတယ်။လှုပ်ဝက်ချက်တစ်ခုရဲ့အကျိုးဆက်ဟာဖျက်ဆီးခြင်းဖြစ်နိုင်တယ်လို့အပြန်အလှန်နားလည်မှုကတော့ထာဝရငြိမ်းချမ်းရေးကိုဆောင်ကျဉ်ပေးလိုက်ပါတယ်။